ဆာကူရာကျောင်းကြီးထဲမှာတော့စာမေးပွဲဟာစတင်ဖြေဆိုနေရပြီဖြစ်ပါရဲ့။ကျောင်းသားကျောင်းသူတွေအားလုံးလည်းစာမေးပွဲဖြေနေကြပါရဲ့။သူတို့တွေလည်းစိုးရိမ်ထိတ်လန့်နေကြပါရဲ့။အဲ့ဒီထဲမှာတော့မီယာဆိုတဲ့ကောင်မလေးတစ်ယောက်လည်းပါပါရဲ့။မီယာကတော့စာရမ်းစူးစမ်းပြီးအမြဲတမ်းအစစ်သေးရနေကြကောင်မလေးပဲဖြစ်ပါရဲ့။အခုဆိုရင်လည်းသူဟာစာကိုအမြဲရေးလိုက်တာဖြစ်တာမလို့အားလုံးထက်အရင်စာပြီးသွားပါရဲ့။ Wow ငါတရမ်းလုံးထဲမှာအရင်ဆုံးစာပြီးတော့တာပဲဟာပျော်စရာကြီးငါအရင်လိုပဲအော်ရရမယ်ထင်တာပဲကျောင်းစင်းတွေရောက်တဲ့အခါမှာတော့ကျောင်းခေါင်းလောင်းဟာလည်းစတင်ထိုးနေပါပြီကျောင်းသားကျောင်းသူတွေအားလုံးလည်းကျောင်းကနေအပြင်ကိုထွက်လာကြပြီးရီမောစကားပြောနေကြပါတယ်တချို့ဆိုရင်လည်းဖုန်းဆက်ပြီးမိဘတွေထံအကြောင်းကြားတာတွေလည်းရှိပါရဲ့ဟယ်လိုအမေတမီးဖြေနိုင်နေသလားဟုတ်ကဲ့စိတ်ချပါဒီအချိန်မှာပဲ KC နဲ့မီယာတို့ဟာအတန်းနဲ့အပြင်ကိုထွက်လာပါတယ်ဟဲ့ KC နေစာမေးပွဲဖြေနိုင်ရဲ့လားအေးဖြေနိုင်ပါရဲ့မီယာရဲ့နေရောအေးငါလည်းဖြေနိုင်ပါရဲ့ဟာဒီနေ့မေကိုနေရငါတော့ကတော့အစ်စေးပဲလေအေးဘောနေတော့ကတော့အမြဲအေးစေးဖြစ်နေတာပဲဘာလို့လဲဆိုတော့နေကအရင်စာတော်နေရလေဒီတစ်ခါလဲနေအော်ရရမှာပဲဟာနေငါ့ကိုအဲ့လောက်ဒီချီးကျူးမနေနဲ့ဟုတ်တငယ်ချင်းရဲ့ဒီလိုစကားပြောရင်သွားနေတော့မှာပဲသူတို့တငယ်ချင်းနောက်တစ်ယောက်ဖြစ်တဲ့လဲလမ်ကိုတွေးလိုက်ရပါတယ်ဟဲ့လဲလမ်နေဒီမှာဘာရက်လောက်နေရလဲကားလည်းမကူဘူးလားစာမေးပွဲဖြေနိုင်ရဲ့လားနေကြည့်ရတာတခုခုစဉ်းစားနေပုံရရဲ့ဟာအေးနင်စာမေးပွဲမဖြေနိုင်လို့လားမဟုတ်ဘူးဟာငါစာမေးပွဲကောင်းကောင်းဖြေနိုင်ပါရဲ့ဒါပေမဲ့လေငါဟိုဆိုင်ကြောင်စတင်စားနေတာဟာအဲ့ဒီဆောင်ငါတခါမှအရင်ကမတွေ့ဘူးပါဘူးအခုမှအစ်စ်ဖွင့်လိုက်တယ်ထင်ပါရဲ့ဟာနေရောဒီဆိုင်ကိုတွေ့ဘူးကြရဲ့လားအေးဟုတ်တာပဲဟာငါတို့လည်းဒီဆိုင်မတွေ့ဘူးကဲဗိုက်ဆာနေရတဲ့အတော်ပဲလာလာအဲ့ဒီဆိုင်သွားစားကြရအောင်အဲ့ဒီမှာတော့အန်တီတယောက်ဟာဘာဂါလောက်ရောင်းနေပါတယ်သူတို့တွေလည်းအဲ့ဒီဘာဂါဆိုင်နာကိုတဖြည်းဖြည်းနဲ့ရောက်လာကြပါတယ်ဟိုလေအန်တီဒီဆိုင်ကိုဒီနားမှာတခါမှမတွေ့ဘူးလို့ပါအန်တီကအခုမှအစ်စ်ထင်ပါရဲ့တမီးတို့ကိုလေဘာဂါ3ခုလောက်ပေးလို့ရမလားရှင်ဒါပေမဲ့အဲ့ဒီအန်တီကဘာမှမဖြေတာမလို့ KC တယောက်အသွေးတွေဝင်လာပါရဲ့ဒီအန်တီပုံစံကြည့်ရတာတမျိုးပဲငါစိတ်ထဲမှာတော့မယိုးဟာဒီအန်တီကအနေရလားဒါမှမဟုတ်ငါတို့နဲ့စကားမပြောချင်တာများလားဟာငါအသွေးတွေရလေဟာဘာလို့ရှော့ရှော့ဝင်ပြန်ပြီလဲမသိဘူးအမှန်တကယ်တော့အဲ့ဒီအန်တီကတရေမကြီးတယောက်ဖြစ်ပါတယ်အဲ့ဒါတော့သူတို့တွေဟာမသိပါဘူးအဲ့ဒီအန်တီကဘာကလုံနေနေမျက်စံဟာပျောက်သွားပါတယ်အဲ့ဒါတော့မီယာတို့ကမမြင်လိုက်ပါဘူးသူတို့တွေဟာတယောက်နဲ့တယောက်စကားပြောနေကြတာဖြစ်လို့ပါပြီးတဲ့နောက်မှာတော့သူတို့ဟာတက္ကစီကိုစောင့်နေပါရဲ့ဒီအချိန်တက္ကစီတစ်စီးဟာရောက်လာပါရဲ့အော်အကိုတက္ကစီအားလားမသိဘူးအော်ဟုတ်ကဲ့အားပါရဲ့ခင်ဗျဒီလိုနဲ့သူတို့လည်းတက္ကစီပေါ်တက်သွားပြီးအိမ်ပြန်ဖို့ပြင်ဆင်နေကြပါရဲ့ငါတို့တွေလေအိမ်မပြန်ခင်တနည်းရန်လောက်တွားရင်ကောင်းမလားလို့ငါစဉ်းစားနေတာဟာနေပြောတာတော့ဟုတ်ပါရဲ့ဒါပေမဲ့ငါတို့ကဒီနေ့စာမေးပွဲနောက်ဆုံးရက်မှမဟုတ်တာဟာမနေ့ပြန်မှာစာမေးပွဲနောက်ဆုံးရက်လေဒီနေ့အိမ်ပြန်ရရင်ငါစာချက်ရအောင်မှာအဲ့ဒါကြောင့်ငါတို့မနေ့ပြန်ကြမှာပဲတွားကြရင်ကောင်းမယ်လေအေးအဲ့ဒါလည်းကောင်းပါရဲ့နင်ပြောတာမှန်နေဟာအေးအခုငါတို့တွေပြောနေလေဘာမှမထူးတော့အိမ်ကရောက်နေပြီပဲဟာအေးဟုတ်တယ်လေအခုဒီနားမှာပဲရက်လိုက်တော့နော်ဒီလိုနဲ့ပဲမီယာလည်းသူ့အိမ်ရောက်နေပြီဖြစ်တာမလို့ကားပေါ်ကဆင်းလိုက်ပါရဲ့တက္ကစီသမားလည်း KC တို့ကိုတွားပို့နေပါရဲ့မီယာလည်းအိမ်ထဲကိုဝင်လာပါရဲ့ဟာပင်ပန်းလိုက်တာဟာတကူလုံးလည်းညောင်းညာကြိုက်ခဲနေရပဲဟာကျောင်းမှာလည်းနည်းနည်းပပလေးစော့လာရဲဆိုတော့အရန်ကိုညောင်းနေပြီဟာပင်ပန်းလိုက်တာမနေ့ပြန်လဲစာမေးပွဲကလည်းရှိသေးတယ်ဟာအိမ်ရောက်ရင်စာရီလည်းကြက်ရအောင်မယ်ဒီလိုပွားစီပြောရင်သူဟာအိမ်ထဲကိုဝင်လာပါရဲ့
ပြီးတဲ့နောက်မှာသူဝယ်လာတဲ့ဘာကာကြီးကိုစားလိုက်ပါတယ်ဒီဘာကာအရန်စားလို့ကောင်းတာပဲအမခံပဲငါစားဖို့တမျှဘာကာကြီးထဲမှာတော့အကောင်းဆုံးပဲဟီငါတို့ကြောင်းရှိမှာပဲဆိုတော့အစ်စ်ဝယ်စားလို့ရရဲ့လीအမြဲတမ်းဘာကာစားကျင်တိုင်းအဲ့ဒီအန်တီဆိုင်မှာပဲဝယ်စားတော့မယ်ဟိအရန်စားလို့ကောင်းတာပဲကဘာပေါ်မှာအကောင်းဆုံးပဲဒီလိုနဲ့သူလဲဘာကာစားပြီးပြီဖြစ်တာမလို့ရေချိုးနေပါတယ်ဝါရေချိုးရတာပျော်စရာကြီးပင်မနေလို့လည်းမသိဘူးဘာလို့ပျော်ဖို့ကောင်းနေရောပဲဒီလိုစကားတပြောနဲ့ရေချိုးနေတော့မှပဲမီးဟာမိတ်တော့ဖြစ်လာပါတယ်ဟာမီးကဘာဖြစ်တာလဲဟာသူ့ရဲ့ဗရင်းပေါက်နားမှာတော့ဆုံးမတရေကြီးဟာရှက်နေပါတယ်အဲ့ဒါတော့မနက်ကအန်ဒီပဲဖြစ်ပါတယ်သူဟာဓာတ်တစ်ချောင်းလဲကင်နာတာပေါ့အဲ့ဒီအကြောင်းတော့မီးကမသိပါဘူးဟာဒီမီးအစုပ်ဘလုတ်ကတော့ပြတ်တော့မယ်ထင်ပါရဲ့ဟာမီးထပ်ဝယ်ရအောင်မယ်ဟာမီးကဝယ်ရတာမှမကြသေးဘူးကဲရေမြဲချိုးပြီးအိမ်ထဲဝင်လိုက်မယ်ဒီလိုပြောပြီးသူလဲရေချိုးပြီးတာဖြစ်တာမလို့သူလဲအိမ်ထဲဝင်ပြီးအဝေးစားရှာနေပါတယ်ဟာဘာဝေးရမလဲမသိဘူးဟာအဝေးစားရှာလို့မတွေ့နိုင်တော့ဘူးအော်ဒီမှာတွေ့ပြီသူလဲအင်ကြီးကိုမြဲကောက်လဲလိုက်ပါတယ်ပြီးတဲ့နောက်မှာတော့သူ့ဗရင်းပေါက်နားမှာဟိုတရေမကြီးကိုတွေ့လိုက်တာမလို့အရန်ကိုကြောက်သွားပါတယ်အာကေကြပါအောင်ဒီလိုခုံပေါက်မြူတူရင်းနဲ့သူဟာမကြခင်မှာအိပ်ပျော်ရပါတယ်တရေမကြီးကလည်းဘယ်ရောက်သွားမှမသိတော့ပါဘူးနောက်တနေ့မနေ့ရောက်တဲ့အခါမှာတော့ ကဲကျောင်းသူကျောင်းသားတို့အားလုံးဆရာပြောတာကိုတေချာနားထောင်ကြပါဒီနေ့ဟာစာမေးပွဲနောက်ဆုံးရက်ဖြစ်တယ်ဒါကြောင့်အားလုံးစာအုပ်တေချာကြည့်ပြီးတိုးစားကြပါတေချာလည်းဖြေကြတစ်လုံးမှမမားစေနဲ့โอเคဟုတ်ကဲ့ပါဆရာအားလုံးဟာလည်းစာမေးပွဲဖြေနေကြပါတယ်မီယာတယောက်ဟာတော့စာမေးပွဲမြင်ဖြေပြီးခေါင်းမောက်အိတ်နေပါတယ်ဟာငါအရှမ်းကြောက်တာပဲဟာမနီးကငါဖြစ်ခဲ့တာတွေကတကယ်များလားဟာငါအရှမ်းကြောက်တာပဲငါအိမ်တော့မပြန်ရဲတော့ဘူးဒီအကြောင်းကိုငါတငယ်ချင်းတွေကိုပြောပြမရမယ်ဟာပြီးရင်ငါတို့အကူအညီတောင်းရမယ်ငါအရှမ်းကြောက်တာပဲဟာဒီလိုပြောနေတဲ့အချိန်မှာပဲသူလဲခေါင်းမောက်နေတာဖြစ်တာမလို့အိပ်ပျော်သွားပါတယ်မုတ်စားကြောင်ဆင်းတဲ့အခါမှာတော့ကြောင်ခေါင်းလောင်းဟာထိုးလာပါတယ်ဒီချိန်မီယာတယောက်လည်းနိုးလာတာပေါ့ဒီနေ့ကနောက်ဆုံးရက်ဖြစ်တာမလို့တန်းလုံးစုညာပေါ်လို့ရိုက်နေကြပါတယ်အကောင်လုံးကလည်းစကားတွေတူပြောနေကြပါတယ်ဒီအချိန်မှာလေလမ်ကဟဲ့မီယာနင်ငါတို့ခေါ်ရလားဘာပြောစရာရှိလို့လဲနင်းကြည့်ရတာတမျိုးပဲတခုလန့်စရာများရှိလို့လားဟာဟုတ်တယ်ငါမနီးရတော့တရေမကြီးကိုတွေးခဲ့တယ်ဟာပြီးတဲ့နောက်မှာမီယာလည်းသူ့အဖြစ်အပျက်တွေကိုပြလိုက်ပါတယ်ငါမနီးရရေချိုးနေတဲ့အချိန်မှာပဲငါဗရင်းပေါက်နာမှာဆုံးမတရေကြီးဟာရက်နေတာဟာဒါပေမဲ့အဲ့ဒီကြောင်ငါမသိဘူးမီးရလည်းမိတ်တုတ်ဖြစ်နေတာအဲ့ဒါနဲ့ငါလည်းရေအမြဲချိုးလိုက်မယ်ဆိုပြီးရေကိုမြဲချိုးလိုက်တာပဲပြီးတော့ငါခနဲ့သွားတဲ့အချိန်မှာငါကိုယ်တိုင်မြဝါတင်ကိုတွေးလိုက်ရတာဟာငါလည်းကြောက်လန့်ပြီးထအော်လိုက်တာပြီးတော့အိယာပေါ်တက်အိတ်လိုက်တာနဲ့အဲ့ဒီဆုံးမကြီးကဘယ်ရောက်လာလဲငါလည်းမသိတော့ဘူးဟာတကယ်တော့အဲ့ဒီတရေမကြီးကငါတို့မနီးရဘာကာဆိုင်မှာတွေးခဲ့တဲ့အန်တီပဲသူ့ကိုငါတကယ်တွေးလိုက်ရတာဟာဟုတ်တယ်မီးရပြောရမှန်တယ်မနီးရတော့အဲ့ဒီအန်တီပုံစံကြည့်ရတာတမျိုးပဲမရိုးသားလို့ငါထင်နေတာလက်ဆက်တော့ငါထင်တာအမှန်ပဲဟာသူတခုတော့ပွဲကျတော့မယ်ဆိုတော့ငါသိနေတယ်ပြီးတော့မနီးရအဲ့ဒီအန်တီကငါတို့စကားလည်းမပြောဘူးလေမီးရနေကြုံတွေ့ရတာငါတို့ရှုံးပါတယ်တကယ်ချင်းနေရငါကေကြပါအောင်ဟာငါအရင်ကြောက်တာပဲငါအရင်ဝမ်းနေတယ်နေတို့ငါ့ကိုကူညီပါနော်ငါအိမ်တော့မပြန်ရဲတော့ဘူးဟာငါအရင်ကြောက်တယ်တကယ်ချင်းတို့ကူညီပါအောင်မီယာတယောက်ဟာလဲကြောက်လို့ငိုနေပါရဲ့ဒီအချိန်မှာပဲလေလမ်ကပြောလိုက်ပါရဲ့ဟဲ့မီယာနေဘာမှမစိုးရိမ်နဲ့ငါမှအတိတယောက်ရှိရလေतू ကနင့်ကိုကူညီပေးနိုင်လိမ့်မယ်ငါအဲ့ဒီအတီးနဲ့နင့်ကိုမိတ်ဆက်ပေးပါမယ်ဟာ
तू ကနိပြဿနာကိုဖြေရှင်းပေးနိုင်တယ်ဟာနေအခုလောလောဆယ်တော့ဘာမှမကြောက်နဲ့တော့ကဲငါတို့အခုတခုခုစောကြမယ်လေ ဟုတ်တယ်မီယာနေဘာမှမကြောက်နဲ့တော့နေ့ပေမှာငါတို့နှစ်ယောက်လည်းရှိရပဲဟာပြီးတော့လဲလက်မှာလည်းအတီးတယောက်ရှိရလို့ပြောတာပဲနေမငိုနဲ့တော့ငိုတာတိတ်လိုက်ပါတော့အခုငါတို့တွေတခုခုစောကြမယ်လေကဲဘာလို့စောကြမလဲပြော ကျောင်းဆင်းတဲ့အခါမှာတော့ကျောင်းခေါင်းလောင်းလဲထိုးနေပါပြီဒီအခါမီယာတို့တွေလည်းအပြင်ကိုထွက်လာကြပါရဲ့ ဟဲ့မီယာဟိုအန်တီဆိုင်မတွေ့ရတော့ပါလား ဟုတ်ပါရဲ့မနေ့ကအန်တီဆိုင်ကဘယ်ရောက်လို့ဘယ်ပြောက်သွားမလဲတော့မသိတော့ပါဘူးလုံးဝရှာလို့မတွေ့တော့တာပါအဲ့ဒီနေရာမှာလည်းပျောက်သွားတာပေါ့ လာငါတို့နည်းနည်းအိမ်ပြန်မယ် ပြီးတဲ့နောက်မှာတော့သူတို့ဟာတက္ကစီတစ်စီးကိုမြင်လိုက်ရတာမလို့အဲ့ဒီတက္ကစီကိုတက်သွားလိုက်ကြပါရဲ့ပြီးတော့လဲလက်မြက်အတီးစီကိုတွားလိုက်ကြတာပေါ့ဟဲ့မီယာနေဘာမှမကြောက်နဲ့တော့နော်ငါတို့နေ့ပြီမှာရှိပြီးမှာပါဟာကျေးဇူးအများကြီးတင်ပါတယ်တငယ်ချင်းတို့ရဲ့နေတို့ကအကောင်းဆုံးပါပဲအော်ရပါရဲ့တငယ်ချင်းရဲ့အကိုကြီးဒီဘက်လေးကိုပြီးပဲရက်လိုက်တော့နော်အော်ဟုတ်ကဲ့အိမ်ရဒီမှာပါရှင်လိုက်ဖို့ပြီလို့ကျေးဇူးပါနော်ကို။အော်ဟုတ်ကဲ့ရပါရဲ့ခမ။ဒီလိုနဲ့တက္ကစီသမားလဲမောင်းထွက်သွားပါတော့တယ်။လဲလန်တို့တွေလည်းအိမ်နာကိုရောက်လာကြပါရဲ့။မီယာလားငါတို့ဒီအိမ်ကိုသွားကြမယ်။အကိုကြီးညီမလဲလန်ပါ။ညီမတို့တကားလေးဖွင့်ပေးပါအောင်နော်။ဒီမှာညီမတငယ်ချင်းတွေလည်းပါပါရဲ့။ညီမတငယ်ချင်းတွေအခုအကူညီလို့ပါရှင်။အော်လဲလန်တို့ပါလား။လဲလက်တငယ်ချင်းတွေလည်းပါတာပဲ။ဟုတ်ပါရဲ့ရှင်ညီမနာမည်ကမီယာပါ။ညီမဘေးကတော့ညီမတငယ်ချင်းကေစီပါ။အခုအကူညီညီမတို့လိုပါရဲ့။ပြီးတဲ့နောက်မှာမီယာလည်းအရာအလုံးရှင်းပြလိုက်ပါရဲ့။အော်ဒီလိုလား။ဒါဆိုအကူကူညီပေးလို့ရပါရဲ့။ဒါပေမဲ့အကိုရဲ့အထက်ကိုဖုန်းဆက်ပြီးသတင်းပေးပို့ရပါမယ်။ဒီလိုပြောပြီးသူလည်းဖုန်းဆက်ပြီးသူတို့ရဲ့အထက်ကိုဖုန်းဆက်လိုက်ပါပဲ။ဟယ်လိုဗျ။အော်ဟုတ်ကဲ့။ပြီးတဲ့နောက်မှာသူလည်းအရာအလုံးပြပြလိုက်ပါရဲ့။ဟုတ်ကဲ့ကျွန်တော်လုပ်ပေးနိုင်ပါရဲ့။အဲ့ဒီကြောင့်လူကြီးတို့သတင်းပို့ပေးတာပါခင်ဗျ။ဒါဆိုကျွန်တော်သွားလိုက်ပါအောင်မယ်ခင်ဗျ။ဟုတ်ကဲ့စိတ်ချပါဗျရပါရဲ့ဒါဆိုအကိုအခုညီမအိမ်လိုက်ခဲ့ပါမယ်အကိုကာပေါ်တက်ပါညီမအိမ်ကိုအကိုလိုက်ခဲ့ပါမယ်ဘယ်အိမ်လဲတာလမ်းပြပေးပါဗျပြီးတဲ့နောက်မှာသူတို့တွေလည်းမီယာရဲ့အိမ်ကိုတွားနေကြပါရဲ့ကဲမီယာနေတော့ပြောဖို့ကောင်းတော့မှာပဲဟာဘာလို့လဲဆိုတော့နေလုံခြုံသွားပြီမို့လို့လေငါလည်းနေအိမ်မှာလာအိပ်ပေးမယ်လေဟုတ်တယ်ငါလည်းလာအိပ်ပေးမယ်ဟာကျေးဇူးအများကြီးတင်ပါတယ်တကယ်ချင်းတို့ရာငါအကူညီအရင်လိုတဲ့အချိန်မှာနေတို့နှစ်ယောက်ကငါ့ကိုဝိုင်းကူညီပေးကြရလေဒါငါတို့ရဲ့အလုပ်ပါပဲမီယာနေငါတို့ရဲ့တငယ်ချင်းဖြစ်အမြဲတမ်းလုပ်ပေးနေငါတို့ကအနည်းကျေးဇူးတွေအများကြီးတင်နေမှာပါအခုဒီဘက်ကိုပြီးရက်လိုက်တော့နော်အိမ်ရောက်ပါပြီရှင်အော်ဟုတ်ကဲ့ပါဗျဒီလိုနဲ့သူတို့တွေလည်းအဲ့ဒီနားမှာကားပါကေထိုးပြီးကားပေါ်ကနေဆင်းလိုက်ကြပါတယ်အခုညီမအကူညီပေးပါနော်ညီမအခုအကူညီတကယ်လိုနေလို့ပါတေချာလေးရအောင်လုပ်ပေးပါနော်ရပါရဲ့ခမရဒါကျွန်တော်လုပ်နေကြတာဝန်ပါပဲညီမတို့ကဒီနားလေးမှာပဲထိုင်ဆောင်နေလိုက်ပါကျွန်တော်လုပ်ပေးပါမယ်ခမရဒီလိုပြောပြီးအဲ့ဒီလူလဲအိမ်ထဲကိုဝင်လာလိုက်ပါရဲ့မီယာတို့တွေလည်းဘေးနားမှာရှိတဲ့ပကတ်စီကိုတွားပြီးပကတ်ပေါ်မှာထိုင်ရင်စကားတွေပြောနေကြတာပေါ့ကဲလာငါတို့ဒီမှာထိုင်ကြမယ်ငါတို့တွေအဆင်ပြေသွားမှာပါဟာပြီးတဲ့နောက်မှာသူတို့တွေလည်းစကားတွေပြောနေကြပါရဲ့
ဒီလိုနဲ့ပဲညဘက်ကိုတဖြည်းဖြည်းနဲ့ရောက်လာပါတော့တယ်ဟဲ့ဟိုလူအဆင်ပြေရလားမသိဘူးညတော့ရောက်နေပြီအခုထိထွက်မလာသေးဘူးဟာငါတို့စိုးရိမ်မိတယ် အစိုးရမှလည်းမရရဲ့ဒီလိုမျိုးနှိမ်နေတာဆိုတော့လေဒီလောက်ကတော့ကြာမှာပဲလေဘာမှမစိုးရိမ်နဲ့ပြီးရင်သူထွက်လာလိမ့်မယ်โอเค အေးပါဟာငါတရေတကောင်ကနေနှစ်ကောင်ဖြစ်သွားမှာစိုးရိမ်လို့ပါ မီယာနင်းနောက်တာလေတော်တော်လေးကိုရည်ရနေပြီကြည်လား ဒီအချိန်မှာပဲတရေနိုင်နေတဲ့သူဟာအိမ်ထဲကနေအပြင်ကိုထွက်လာပါရဲ့အခုဘယ်လိုလဲနှိမ်နေတာအောင်မြင်ရဲ့လားညီမတို့အိမ်နဲ့ပြန်ဝင်လို့ရပြီလားယင် အော်ဟုတ်ကဲ့ရပါပြီညီမလေးမီယာဘာမှစိတ်မပူနဲ့တော့နော်အကိုဟိုတရေမကြီးကိုရှင်းလင်းပြီးသွားပါပြီအခုဒီညစိတ်ချလက်ချတာအိပ်ပါတော့အကယ်၍ညီမလေးကြောက်နေတယ်ဆိုရင်တော့ညီမလေးလဲလမ်နဲ့ညီမလေးခေစီတို့ကတွားအိပ်ပေးလိုက်ပါကျွန်တော်ကအကြံပေးတာပါခင်ဗျညီမလေးမီယာကြောက်နေမှာစိုးလို့ပေါ့ခင်ဗျ ကျေးဇူးအများကြီးတင်ပါတယ်ရှင်အကိုဒီပတ်စံလေးကိုလက်ခံပေးပါနော်ဒါအကိုအတွက်ညီမပတ်စံပေးတာပါ အော်ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျညီမတို့အေးစေးလုံခြုံစွာနေရပါစေလို့အကိုစုတောင်းပေးပါရယ်ခင်ဗျနောက်လည်းဒီတက်မကပတ်စံနေအများကြီးပေးရပါစေလို့ကျွန်တော်ခွင့်ပြုပါအောင်နော်ညီမတို့ ဒီလိုနဲ့ပဲတရေနိုင်နေတဲ့လူလဲမီယာတို့ရှီကနေထွက်သွားလိုက်ပါရဲ့မီယာတို့လည်းအပြေးလွှာအိမ်ကိုပြန်လာကြပါရဲ့ ဝေါမီယာဒီအိမ်လေးကအရင်အသစ်လေးဖြစ်သွားတယ် ။အေးဟုတ်တယ်ဟာငါနေတို့ပြမယ်ဒီဟာဟိုတရေမယူတွေးခဲ့တဲ့နေရာပဲဟာငါအဲ့တော့မသိခဲ့ဘူးလေပြီးတဲ့နောက်မှာတော့သူတို့လည်းစကားပြောရင်အိတ်လိုက်ကြပါရဲ့အဲ့ဒီမှာတင်ပဲဇလန်းလေးဟာပြီးဆုံးသွားပါတော့တဲ့ကွယ်ဒီဗီဒီယိုလေးကိုကြိုက်နေတတ်ပါက channel လေးကို like and subscribe ပြုလုပ်ပေးဖို့မမေ့ကြပါနဲ့เนาะပြီးတော့ comment မှာလည်းတခုခုရေးခဲ့ကြအောင်เนาะ